ဒီမှာမျိုးတန်တာအောင်ဆိုရင်မရေးမယ်နော်ဟုတ်ဒါတော့မှားသွားရင်အဲ့မှာဒီမှာမျိုးဆိုတဲ့အတွက်ကြောင့်မနဲ့စရဲ့အမယ်နော်လုံးဝင်းတင်တစ်ချောင်းငင်ကရပ်ပင်းက y y ကရပ်ပင်းလုံးဝင်းတင်တစ်ချောင်းငင်က o နော်ဟုတ်ပြီနော်လုံးဝင်းတင်တစ်ချောင်းငင်က o အဲ့တော့MYO မျိုးဟာလား MYO မျိုးနော်နောက်တန်တာနှစ်ခုရှိရနော်တန်နဲ့ဒီမှာအောက်မှာဓာတ်တွေပါတန်တာအဲ့တော့တန်ကြတော့တဆို TH တနော်တဆို TH ဒီမှာကနတ်သက်ဆိုတော့တာရဒီမှာဒီလိုလာမယ်လေတန်တာဆိုတာဟုတ်လားတန်ဒါအဲ့လိုခွဲထွက်မယ်နော်ဒီလိုခွဲထွက်မယ်ဟုတ်ပြီနော်အဲ့တော့တန်တာအဲ့တော့တန်ရင်ပေါင်းမယ်တာက TH နတ်တက EN နော် EN ကနတ်တက်ပေါင်းတော့တန်ဓာတွေးကြတော့ဓာတွေးကတော့ D နော်ရေးချာကတော့ AR AR ကရေးချာအဲ့တော့ဓာထွက်မယ်ဒီနေရာမှာPထည့်လိုက်ရင် PAR ဆိုပါနော်စာဆိုရင် SCR စာအဲ့လိုထွက်မယ်ဒီနေရာမှာဓာတွေးဖြစ်တဲ့ကြောင့်ဓာတွေး D နော်ရေးချဖြစ်တဲ့ကြောင့် AR နော် A က RRR အဲ့လိုလာလေ RRR အဲ့လိုလာဟုတ်လားအဲ့တော့ R ဒီကဘာလို့ထည့်လဲဆိုတော့သူကအတန်ထွက်ဂျာထာလာတာအာအဲ့လိုအတန်လေးပေါအောင်လို့တရတန်ပေါအောင်ထည့်လိုက်တာပေါ့နော်ဟုတ်ပြီအဲ့တော့အောင်ကြတော့အဆိုတော့ A တဝိထုအရေးချာငါတက်အောင်ဆိုတော့တဝိထုရေးချာငါတက်ဆိုတော့ UNG နော်အဲ့တော့ပုံတင်နည်းဟာတဝိထုရေးချာငါတက်ဒီနေရာမှာ M ထည့်ရင်မောင်ဒီနေရာမှာ S ထည့်ရင်ဆောင်ဒီနေရာမှာ A ထည့်တော့အောင်ဖြစ်သွားပုံတင်နည်းကတော့ UNG ကတဝိထုရေးချာငါတက်အဲ့တော့အောင်ဟုတ်ပြီနော်